တာရှိတယ်မလုပ်နိုင်တာရှိတယ်ဆိုတော့ကျွန်တော်ဝန်ခံတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အမေရိကမှာပေါပြီးတော့နိုင်ငံကညီလာခံလုပ်တဲ့အခါမှာကျွန်တော်စီးပန်တယ်မှာတာဝန်ယူတယ်ကျွန်တော်အဲ့တော့ဆွေးနွေးတဲ့တန်မှုတွေပြောင်းလဲပြောပါတယ် MOD ကသောသုံးကြောင်ဆိုတော့မဟုတ်ပါဘူးဗျာလောက်တာတွေလောက်ပါတယ်မလောက်တာတွေလည်းမလောက်နိုင်ဘူးဒါကျွန်တော်ဒီတိုင်းပြောပါတယ်ခဏဖြစ်နေတာကျွန်တော်တို့NUG ဆိုးရလဲဘျူရိုကရေစီရန်တွေကကြီးလာပြီဗျာလုံးနဲ့ဘျူရိုကရေစီရန်တွေကကြီးလာတဲ့အခါမှာဒီမှာရဲ့ဖြစ်တာကျွန်တော်တို့မထိန်နိုင်မသိနိုင်နေဖြစ်ကုန်တယ်ရှိတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာခုလိုမျိုးပြည့်စုံလေးဖြေချပေးသွားတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးတင်ပါတယ်ဟာလေနောက်ထပ်မေးခွန်းတစ်ခုတော့ရှိပါသေးတယ်ဆရာနောက်ထပ်မေးခွန်းတစ်ခုကတော့လေဆရာအနေနဲ့ဒီနေ့အရေးကြီးတဲ့အခြေအနေရက်တွေမှာအခြေခံဒေတာတိဆောက်ရေးနဲ့ပတ်သက်ပြီးတော့လက်ဆွဲစာအုပ်ထုတ်ထားတယ်ဆိုတာမျိုးလဲကြားသိရတာပေါ့နော်ဆရာအဲ့ဒီလက်ဆွဲစာအုပ်နဲ့ပတ်သက်ပြီးတော့ဆရာအချင်းချင်းလေးပေါ့နော်ဖြေကြားပေးနိုင်မလားရှင်ဟုတ်ကဲ့ဒီလိုပါဆမရဲ့ခဏပြဿနာတွေဖြစ်ပြနေတယ်ဆိုတဲ့ကိစ္စကအခြေခံဒေတာတိဆောက်ရေးဆိုတဲ့လုပ်ငန်းစဉ်ကျွန်တော်တို့ဘက်ကရဲဘော်တွေသိရှိမှုအားနေတယ်လို့ကျွန်တော်အဲ့လိုထင်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးအခြေခံဒေတာတိဆောက်ရေးဆိုတဲ့လုပ်ငန်းစဉ်မှာသူနဲ့ပတ်သက်တဲ့ theory တွေရှိတယ်အဲ့ဒါကိုရဲဘော်တွေလေ့လာစီခြင်းတယ်ဒါကတော့တစ်ပိုင်းပဲနောက်ကျွန်တော်တို့ဒီအခြေခံဒေတာတိဆောက်ရေးနဲ့ပတ်သက်ပြီးတောင်မှုတက်သားတွေပေါ့လက်ဆွဲပေါ့စစ်မီလက်ဆွဲဆိုပြီးကျွန်တော်73ခုလောက်ပြန်ချုပ်ပေးတာတယ်ဘာလို့လဲစစ်မီဒီမှာအဲ့ဒါတွေကတွေ့မယ်တွေ့တဲ့အခါမှာကျွန်တော်တို့ဒါတွေကိုသေချာလုပ်သွားပါသေချာပြင်သွားပါဆိုပြီးတက်နိုင်တော့ပေါ့ကျွန်တော်သိသမျှတက်မှုတွေတက်သားတွေပေါ့တက်မှုတွေတက်ပြီးကျွန်တော်အဲ့ဒါဖြတ်နေအဲ့ချိန်ကတော့ကျွန်တော်MOD မှာတောင်းဆိုလဲယူထားတာဖြစ်တော့လုပ်ပြီးပါတယ်ကျွန်တော်အဲ့ဒါအဲ့တော့ကျွန်တော်ပထမဆုံးစမမေးတဲ့ဟာကိုကျွန်တော်နည်းနည်းအချင်းချင်းတော့ဖြေပါတော့စမရဲ့နော်အဲ့ဒါဒီလိုကျွန်တော်ဒီအောင်စာအုပ်တုပ်ပြန်ထုတ်ပါဗျာစာအုပ်တုပ်ပြန်ရေးဦးပါအခုကတော့အချင်းချင်းဆို73ချက်ရှိနေအောင်စမရဲ့နော်စိတ်ရှိလို့ရှိတော့စမနည်းနည်းနားထောင်ပြီးပါဒါမြစ်တာရက်ခံပါတယ်နောက်ပြီးတော့မရှင်းတဲ့ဟာလေးရှိတယ်စမလက်ထောင်ပြီးပြီးလို့ရပါတယ်နော်အဲ့တော့ဒီလိုစမရဲ့ပထမဆုံးကျွန်တော်တို့စစ်ဗျူဟာတွေရေးတဲ့ခါကျတော့ပြောင်းလဲပြီးတော့တော်တော်ဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဗာရေးထားတယ်ဆိုစစ်ဗျူဟာတွေကအခြေခံဒေတာကိုသွားမယ်ဆိုရင်ပြောင်းလဲပြင်လဲဗျူဟာကိုသုံးတင်တယ်ရန်သူကအလုံးရင်းနဲ့ထိုးစစ်ဆင်လာရင်ကျွန်တော်တို့ကခံစစ်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကခံစစ်ရှင်ဖြစ်ပါတယ်တင်ကဗျူဟာရခံစစ်ဖြစ်နေပေမဲ့နီးပရိယရထိုးစစ်တွေဆင်ရမယ်ဆိုလိုတာကခံစစ်တွေမလုပ်ရဘူးထိတ်တိုင်ရင်ဆိုင်တာမလုပ်ရဘူးရန်သူအင်အားတဲ့တာလုံးနဲ့အင်အားရှိမိမိဒေတာအတွင်းမှာချိန်မွေးတဲ့ပွဲတွေလုပ်နေတိုင်းသားချို့ကိုဒေတာကပြင်ထွက်မတက်ဘူးဆိုတာခံစစ်တွေအယူဆပါပဲအခွင့်အလမ်းကောင်းပေါ်လာပြီဆိုတာနဲ့တာလုံးနဲ့အင်အားစုပြီးအထီးကျန်ဖြစ်နေတဲ့ရန်သူကိုထိုးစစ်ဆင်ချိန်မွေးတက်ခဲ့တဲ့ဗျူဟာကိုလက်တွေ့ကျင့်သုံးတဲ့နေကျွန်တော်နံပါတ်1အဲ့လိုရေးထားပါတယ်ဆက်ပါဒါမှမဟုတ်အဲ့ဒါကိုကျွန်တော်စစ်မှာဗျူဟာဌာနလိုဒီမှာလည်းသွားပြီးဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြဖို့ပါတယ်ကျွန်တော်စာအုပ်အနေနဲ့ရေးဖို့ဆိုပြီးလုပ်ထားပါတယ်ရေးတာတော့တစ်ပြက်တော့ရှိတယ်စမိုင်းအလုပ်တွေလည်းညားနေပါလေဆက်မရေးသေးပါနောက်ထုတ်ဖြစ်တဲ့ခါကျကြာနာထုတ်ပါနောက်နံပါတ်2ကဘာဖြစ်လဲဆိုကျွန်တော်တို့ကထိတ်တိုက်ရင်ဆိုင်မှုရှောင်ကျင်ရမယ်ကျွန်တော်ရဲဘော်တွေတီးဖို့ကထိတ်တိုက်ရင်ဆိုင်တဲ့ကိစ္စတွေရှောင်ရမယ်ဆိုလို့ကျင်တာထောင်ချောက်စင်တာတွေတောင်ချီမြောက်တိုက်တာတွေစစ်စင်တာရန်သူကိုတည်င်းမပေးတာတွေမြူဆွဲကျုံးတွင်းတာတွေကိုကရန်သူတည်င်းကိုလုံမှုရှိရယူတာတွေရန်သူအငိုက်ကိုစောင့်တိုက်ခိုက်တာတွေမိုင်းစစ်စေးလုပ်တာတွေဟာပျောက်ကြားပစ်တာစားတဲ့ဒီအစီမံတွေကိုစီစဉ်ဆောင်ရွက်မှာဖြစ်ပါတယ်ရန်သူအင်အားကြီးရင်ထိတ်တိုက်ရင်ဆိုင်မှုမလို့ပဲချွေစီးလို့ရမယ်စနိုက်ပါသမားတွေကရန်သူတက်ကဘိုးတွေတကောင်ကြီးချိန်မုန်းတာတွေကိုတတိဝရိယရှိလုပ်ရမယ်ဆိုလိုချင်တာပြောရင်တော့ဒီဟာတွေကငါတို့လည်းသိတာပဲလို့မဟုတ်ပါဘူး theory ကသိဖို့လို့ရဲဘော်တွေကလေ theory ကသိမယ်ဆိုရင်အသုံးချလို့ရတယ်တချို့ရဲဘော်တွေတောင်မှုတွေကသိတော်သိတယ်လို့ပြောတယ်ဒါမှမဟုတ်သူတို့ပြည်တာဘယ်လိုခေါ်မလဲခဏတိလိုက်တာပဲဖြစ်တယ်တကယ်သူနားလဲတဲ့အပေါ့ဟောတာမရှိဘူးဆိုပါစို့ကျွန်တော်တို့ရောင်ပြသူကိုပြောတဲ့ခါကျတော့တို့ရောင်ပြဆိုတော့မှရောင်ပြတော့လုပ်ရမယ်ဆိုတော့သူသိတယ်ရောင်ပြရဲ့သဘောတော့ဘာလို့မဆုံးဘူးအဲ့ဒါမျိုးလို့ရှိတယ်အဲ့လိုလို့ရှိပါတယ်ဆရာမမေးလို့ရတယ်နော်ဆရာမအဲ့ဒါနံပါတ်2ပါ
အဲ့ဒါဆိုမမေးရင်တော့ကျွန်တော်ဆက်ပြီးတော့ပြောပါမယ် ဟုတ်ကဲ့ဆရာဆက်ပြီးတော့ဖြေကြားပေးပါဆရာကျမစိတ်ဝင်စားနေနားထောင်နေပါတယ်ဟုတ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါအဲ့ဒီတော့ကျွန်တော်တို့ကနောက်တစ်ခုကအားနေတဲ့ဂျန်ကိုခြေမုံကိုအဓိကပြတ်မှတ်ထားမယ်ခြေမုံစစ်တက်ခဲ့အခွင့်မစားရင်ခြွေစစ်ကိုမြင်မှတ်တက်ရမယ်ရန်လူစစ်နောက်ပိုင်းဒေသကြီးလက်မျိုးပြနေရအနှံ့မှာခြွေစစ်တွေပျောက်ကြားတက်ခဲ့တွေလောက်ရပါမယ်ပြောလန်ဒရာဆက်သွယ်ရေးလမ်းကြောင်းတွေကိုအတက်နိုင်လို့ဖျက်ဆီးရမယ်ဖျက်တောက်ပြရပါမယ်ရန်လူအဆောက်အုံကိုတက်နိုင်မြဖျက်ဆီးပြရမယ်မိုင်းစစ်ပွဲတွေလောက်ရမယ်ဒီနည်းနဲ့ရန်လူစစ်အင်အားကိုပြန်ကျဲသွားအောင်လုပ်ပြီးခြေမုံတိုင်ပွဲတွေအတွင်းအချက်လက်ဖန်တီးကြရပါမယ်ဒီဟာတွေကခြေမုံခုနကျွန်တော်ပြောတဲ့လုပ်ငန်းတွေလုပ်ရင်းနဲ့ကျွန်တော်ကအချက်လက်တွေဖန်တီးကြရမှာဆိုလိုတာပါအဲ့တော့ဆိုလိုတာခြေမုံတိုင်ပွဲဆိုတာရန်လူလာမှတက်ရတာမဟုတ်ပါဘူးကိုယ်တိုင်ကလည်းစီစဉ်ဖန်တီးတက်ရတာဖြစ်အဲ့ဒါသိရေးကြည့်ပါတယ်ဆက်ပါကျွန်တော်တို့ရဲဘော်တွေကများသောအားဖြင့်သူတို့သိတာခြေမုံလုံးမယ်ဆိုရန်သူကိုတည်င်းရှာပြီးတော့လိုက်ပြီးတော့တိုက်တာခြေမုံလုံးမဟုတ်ဘူးကျွန်တော်ဖန်ရတာကျွန်တော်ခေတ်ကဆိုရန်သူနည်းနည်းလေးကိုရောင်ပြလိုက်တယ်၄-၅ ယောက်လောက်10 ယောက်လောက်ပြရရန်သူတင်းလိုက်တာရန်သူကလည်းအသက်ကုန်လိုက်တာအဲ့မှာလို့စောင့်ချတာလို့ပေါ့ရောင်ပြလုပ်ငန်းတွေဓာတ်ကြီးလုပ်ပြီးရန်သူကိုကျုံးသွင်းတာအဲ့တော့မှကျွန်တော်ခြေမုံတွေအခုကတော့ဒီလိုခြေမုံတွေမဟုတ်တော့ဘူးရန်သူကတင်းထိုးအတင်းဝင်လာတယ်ကျွန်တော်တက်လို့တအားကောင်းပါတယ်ကိုယ်ဒေတာကိုယ်လူဖြစ်တာဟုတ်ကျွတ်တက်လို့ရပါတယ်အဲ့ဒီဟာကိုကျွန်တော်တင်ပြတာပါနံပါတ်4ကတော့ခြေမုံမှုတန်းကိုပြင်ဆင်မှုရှိရှိစီစဉ်ဆောင်ရမယ်အဲ့တော့ခြေမုံမှုလုပ်တော့မယ်ဆိုရင်တော့တေးချာချာစီစဉ်ရမယ်တည်င်းကျမှုရမယ်စုပ်လန်းတန်တန်းကောင်းရမယ်လှုပ်ဝဲမှုရှိရမယ်ပထဝီကိုပိုင်နိုင်ရမယ်ရန်လူဆက်ဆက်အာရုံကိုတွက်ချက်နိုင်ရမယ်ရန်လူစစ်ကူလမ်းကြောင်းကိုဖျက်တောက်ထားနိုင်ရမယ်ရန်လူလက်နဲ့ကြီးလေကြောင်းလမ်းကြောင်းတွေပါတွက်ချက်နိုင်ရမယ်လူလူပူပေါပါဝင်မှုအခိုင်အမာရယူနိုင်ရမယ်ရန်လူစိတ်တဲ့ကြီးကိုလုံးမှုရှိရှိဝါရပြန်တက်ခဲ့ထားရမယ်တိုင်ပွဲတိုင်ရသမျှလက်နဲ့ကိုအရယူရမယ်ပုံကိုယ်နေရာရိတ်ခါဆက်တာတွေလှုပ်ဝဲကြိုတင်စီစဉ်ထားရမယ်အနည်းဆုံးတစ်ပတ်စာတိုက်ပွဲတစ်ပွဲနဲ့တစ်ပွဲကြာအကန့်အသတ်ရှိရမယ်ခြေနေချိန်ကချက်လက်အားလုံးကိုအစီအစဉ်ရှိရှိကြိုတင်တွက်ချက်ထားရမယ်ဒါကကျွန်တော်တို့တက်ခဲ့တယ်လို့ပြချုပ်ပြကြတာပါဆိုပါရဲ့အဲ့တော့တချို့တွေကလည်းဒီထဲမှာတော်တော်များများခက်နေတာမှကျွန်တော်ခြေမွေးလို့မယ်ခြေမွေးလို့မယ်ဆိုရန်သူမသိမှဖြစ်မယ်ဒီတို့ကFacebook မှာပေါ်သွားပြီငါတို့ပေသွားတော့မယ်ဆိုတာအရေးကြီးခုခေတ်ကတော်တော်ခက်သားပြဆံပါရဲ့ခလေးတွေလေတော့မင်းတို့သတင်းလုံးကြုံမှုရေးကြည့်တဲ့သတင်းလုံးကိုအရေးကြီးဆိုအဲ့ဒီတယ်လီဖုန်းတွေလည်းထုံးရစလာအဲ့လိုတော့ရှိတယ်ဆက်ပါတော့မတက်နိုင်ဘူးလေဒါကတော့ဒီတိုင်းကိုတော့အားပါပဲဒီမှာဦးစီးတဲ့ဂျေဘော်တွေကဒါတွေတော့တည်ချာချာလေ့လာဖို့လုပ်ပါတယ်ဒါဆိုတော့တစ်ခုကျွန်တော်ဆက်သွားလိုက်မယ်နော်ဆက်ပါနံပါတ်5တပ်ဖွဲ့ဝင်များတင်မြန်စွာလှုပ်ရှားတက်ခိုင်နိုင်မှုကြိုတင်လေ့ကျင့်စက်တိုက်ထားမယ်တပ်ဖွဲ့ဝင်တွေသတိစေးသတိကြောင့်နေမှုမရှိအောင်စစ်ဆေးတာလေ့ကျင့်မှုမလုပ်တော့ဘူးမုန်းမှန်တာခရီးစီချီတက်ခိုင်မှုလေ့ကျင့်တာညက်တိုက်ပွဲလေ့ကျင့်တာတွေစတဲ့တပ်ဖွဲ့ဝင်ကိုအမြဲပြတ်စေးသတိရှိနေကြပါဘူးတပ်ပွဲတိုင်းအတွက်တိုက်ပွဲစဉ်တိုင်းမှာအကျိုးကြောင့်ခံရရမယ်အကန့်အသတ်ရှိရမယ်အကျိုးနဲ့ရှိရမယ်ဆိုရဲတောင်းဆိုမှုကိုဆက်ထားရပါမယ်ဆက်ပါရဲ့ဒါလည်းအနှစ်တွေပါဆက်ပါအခုကျွန်တော်ပြောရတာကြီးကလေကျွန်တော်တို့ဒါပြန်ပြီးတော့အကျေကြီးပေါ့ဒါဟိုအနှစ်တွေပြန်ပြီးထုတ်တာပြဿနာကျွန်တော်တပ်ပုံတွေတင်မြန်သွားတက်ခက်တာကိုကြိုတင်ဇက်တက်ရမယ်ဆိုတာပြင်ထားတယ်ဆိုတာခြေမွေးလို့တော့ကျွန်တော်တို့ကတော့ခြေမွေးဒီအောင်ရအောင်ချမယ်ပြင်ဆင်ထားတယ်ပြင်ဆင်ပြီးဇက်တက်တယ်ဆိုတာပေါ့ဆမိုင်းကျွန်တော်စင်စကားတယ်ဇက်တက်ထားတယ်ပြီးဆုပ်လန်းတလန်းနောက်ကခြေမွေးမှာကနက်ကောက်တဲ့ကောင်အစားကတ်တော့လုံးတဲ့ကောင်အစားကြာရနာကိုပြင်ထားတယ်အဲ့လိုပြင်ထားတာတော့တချို့ကမထင်မှတ်တာတွေအများကြီးဖြစ်ပါတယ်စစ်ဆိုတော့အဲ့လိုပါပဲဒါကြောင့်ညတိုက်ပွဲလို့ဟာမျိုးကျွန်တော်လေ့ကျင့်ထားမယ်ပြီးစီချီတဲ့ကိစ္စတွေလေ့ကျင့်ထားမယ်ထိုးစစ်ခံစစ်ကိစ္စတွေလေးကိုလေ့ကျင့်ထားတယ်တချို့ရဲဘော်တွေကမသိဘူးပြအခုကျွန်တော်ချင်းတော်ကွန်မန့်နဲ့ကုန်းတော်ကွန်ထဲမှာတချို့ရဲဘော်တွေကတိတာခန့်ချီကွာတိုင်းတော့ပဲတိတာအော်စစ်မှာခန့်ချီကွာတိုင်းဆိုတာအမြဲပြောကြတယ်အဲ့ဒါမလုံလောက်ပါဘူးပြုတ်တက်မှုတွေနဲ့အဲ့လောက်နဲ့မလုံလောက်ပါဘူးစစ်တရားအများကြီးရှိတယ်ဆိုတော့သိနေလို့ပါဒါနောက်တစ်ခုဆက်မယ်နော်ဆက်မယ်အဲ့တော့နောက်တစ်ခုကပျောက်ကြားစစ်နဲ့ခြေမုံရေးစစ်ကိုဆက်ဆက်ကျင့်သုံးရပါမယ်ဒီအတွက်တက်ခဲ့တက်တွေစုပွဲမှုကောင်းကြိုတင်ပြင်ဆင်စီစဉ်မှုရှိရမယ်လက်တော်အနေထားရပြန်ကျဲနေတဲ့လူလက်နဲ့တူတခုတည်းသောအမိတ်ပေးစနစ်မှာထားရှိရမယ်အမှန်ကန်ဆုံးဖြစ်မယ်ဒီလိုစူးစီးလို့မြန်တပ်ပေါင်းပြီးဖွဲ့ပြီးစုပေါင်းတိုက်ခိုက်ခြင်းမို့တာလို့စုဖွဲ့ကြပါအဲ့ဒါလည်းရေးကြည့်တယ်စစ်မြေပြင်ကဘာဖြစ်လို့ဆိုတော့ပျောက်ကြားစစ်နဲ့ခြေမုံစစ်ကမတူဘူးတဒံပျောက်ကြားစစ်ဆိုတာနဲ့ဒီဟိုပါပေါ့ဗျာမှန်တဲ့ပုံမှန်စစ်ပေါ့
အဲ့ဒီနှစ်ခုကမတူဘူးစမ်းပျောက်ကြားစစ်ကတောင်းဆိုမှုနဲ့ပုံမှန်သွားနေတဲ့စစ်ကတောင်းဆိုမှုကမတူဘူးဖွဲ့စည်းမှုလည်းမတူလက်နဲ့ဒီဇိုင်းမှုတက်ဆင်မှုလည်းမတူစုဖွဲ့မှုလည်းမတူအဲ့ဒါကြီးကစားကွာတယ်ဆိုတာသိဖို့လိုတယ်ပျောက်ကြားစစ်ကတော့ဗန်အရာလွတ်လပ်တယ်ကျွန်တော်အများကြီးစစ်ကတော့လွတ်လပ်မှုပျောက်ကြားစစ်တော့မရှိဘူးစီစဉ်နေတော့ကြားတယ်အဲ့ဒါမျိုးရှိတယ်အဲ့ဒါကြီးကဒီလိုဖွဲ့မှာလည်းတိုက်ခိုက်မှုပါဖြစ်မယ်စုဖွဲ့မှုကောင်းလာမယ်အဓိကပြဿနာစစ်တိုင်မယ်ဆိုရင်ဒီမှာလက်နဲ့ပြန်ကျဲနေတယ်ဆိုအာရုပ်သွားတယ်အဲ့တော့ပြန်ကျဲနေတဲ့လက်နဲ့ကိုပြန်စုလို့ရအောင်စုပါမယ်မစုနိုင်လို့ရှိရင်တပ်ပေါင်းစုဖွဲ့ပေါ့ကျွန်တော်တို့ခဏတပ်ပေါင်းစုဖွဲ့ဆိုတာငါအောက်လာခဲ့ဆိုတော့လူတွေကမလာကြဘူးဆိုတော့ငါတို့တူတူတိုက်ကြမယ်တိုက်ကြတာပဲကျွန်တော်ဖာဆောင်ဘက်မှာတိုက်ပွဲတစ်ပွဲမှာရှိတယ်အခုမကြသေးခင်မှာရှိတယ်အကုန်လုံးကအောက်ခြေမှာတပ်ပေါင်းစုဖြစ်နေကျွန်တော်ဒီလိုပဲပြောချင်အောက်ခြေမှာတပ်ပေါင်းစုကဘယ်တိုက်ရညာတိုက်ရမဟုတ်လေရန်သူတိုက်နေတာပဲကရင်နဲ့တိုက်တယ်ကရင်တွေတိုက်တယ်ဒီဘက်က PDF နဲ့တိုက်တယ်ကြံနဲ့တိုက်တယ်လည်းကုန်တိုက်တယ်ကျွန်တော်တက်တယ်ကုန်တိုက်တယ်ပြောချင်တာဆိုလိုချင်တာအောက်ခြေမှာအကုန်လုံးကတပ်ပေါင်းစုဖြစ်တယ်ဒါလို့အပေါ်ရောက်သွားရင်တပ်ပေါင်းစုကပြက်သွားအဲ့ဒါကတော့မတဲ့တကယ်ကအောက်ခြေရဲဘော်တွေကျွန်တော်တို့ရဲဘော်အားလုံးကဘယ်တက်ကညာတက်ကတိတ်ကောင်းလည်းမထဲတော့ရန်သူအနိုင်တက်ဖို့အတက်ပေါင်းစုတောင်းခဏကျွန်တော်တို့ပြောနေတယ်တောင်းဆိုနေတက်ပေါင်းစုလို့တက်ပေါင်းစုလို့အဲ့ဒါကြောင့်ဖြစ်အောက်ခြေမှာတက်ပေါင်းစုဖြစ်ပြီးအပေါ်မှာတက်ပေါင်းစုဖြစ်တယ်အဲ့ဒါမှမဟုတ်ဘဲနဲ့အပေါ်မှာပါတက်ပေါင်းစုဖြစ်စေချင်တာပါဒါမှရန်သူအနိုင်တက်နေဆိုတာပါဒါသဘောတရားရချိန်ကပ်ပြီးပြောတာနောက်တစ်ချက်ဆက်ပြောမယ်နော်ဆရာအဲ့တော့အခြေခံဒေသတည်ဆောက်ရမယ်အခြေခံဒေသဆိုတာတခုတည်းမခိုင်ပါဘူးဒါကြောင့်ဆက်ဆက်အခြေခံဒေသဖြစ်အောင်အပြန်အလှန်ကိုညီပေးတည်ဆောက်ရမယ်ကျွန်တော်တို့ကလို့ခိုင်ထိုးဆက်အခြေခံဒေသတည်ဆောက်တဲ့ကောင်အဲ့ဒီအယူဆောက်အောင်ခိုင်မာရမယ်တိုးရမယ်ထပ်ပြီးဆက်ရမယ်လက်တွေ့တော့လုံးတက်တက်ပါတယ်ဒီခိုင်ထိုးဆက်ဆိုတာလေအခြေခံဒေသခိုင်မာအောင်လုပ်ရမယ်ခိုင်မာရင်တိုးချရမယ်အခြားအခြေခံဒေသတွေဆက်ဆက်မှုကောင်းအောင်ဆောက်ရမယ်ဒါအခြေခံကြဆုံးအခြေခံဒေသတည်ဆောက်လမ်းမျိုးဖြစ်တယ်အဲ့တော့အခြေခံဒေသတည်ဆောက်ရမှာမိမိအခြေခံဒေသတွေနီးသည့်အစိုးရဘီရိုကရေစီရန်ထဲမှာထားရှိပြီးမပြုတ်တင်ပါဘူးကျွန်တော်အခြေခံဒေသဖြစ်လာပြီဆိုရင်ရန်သူဘီရိုကရေစီရန်တွေကလုံးဝထားလို့မရဘူးအကုန်တို့ပဲမထားနဲ့ထားရတဲ့ပြဿနာအများကြီးရှိတယ်အဲ့တော့ပျောက်ကြားအခြေခံဒေသဖြစ်ပြီဆိုတာနဲ့မိမိဒေသတွေမှာဒလန်ရှင်းနေရေးတို့ရန်သူစုပ်ကြီးရဲ့ရန်တွေဖြစ်သိမ်းရေးတို့အဲ့ဒါလုပ်ဖို့လုပ်ရတယ်ဆိုမှအစီအစဉ်ရှိကိုလုပ်ရတယ်ဒါကတော့မဖြစ်မနေတော့မှကိစ္စပဲရန်သူလည်းလုပ်တာပဲလေကျွန်တော်ရဲဘော်တွေကမှမိတယ်ထောင်ထဲချတယ်ထောင်ထဲမှာတတ်ပစ်လိုက်တယ်လုပ်တာပဲလေသူတို့ဒလန်တွေလည်းကျွန်တော်တို့ကတော့ဒီတိုင်းကြည့်တော့နေလို့မရဘူးဒါနီးမျိုးဒါပဲကျွန်တော်ပြီးပါတုံပန်းကတော့တုံပန်း policy တင်တော့ဒါဂျင်နီဗာပေါ်လို့ convention မှာပါတယ်ကျွန်တော်တက်တယ်ကျွန်တော်တုံပန်း policy ရှိပြီးသားပဲအကုန်တက်တွေကတုံပန်းနေမိတုံပန်းနေလို့ပဲထားတယ်ဂျင်နီဗာ convention ကိုလက်ခံတယ်တန်လန်ကတော့မတူဒေရှိုကတော့မတူအဲ့ဒါဆိုရင်တော့ကျွန်တော်တက်လာရှိဒါတော့အရေးကြီးပါအဲ့ဒါကိုလည်းကျွန်တော်ရဲဘော်တွေချင်းချင်းနေရှိဖို့လို့တုံပန်းမိရတဲ့တက်ဖို့ဆိုတော့အဆင်မပြေဘူးတုံပန်းကဂျင်နီဗာ convention နဲ့အညီတာဝန်ယူပြီးသူတို့ဖန်ဆီးမယ်တင့်တော်လို့သူတို့ထားမယ်ဒါပေမဲ့တချို့ဒလန်ကတော့လုပ်လို့ရတောင်းယူဒါတွေကတော့အကျဉ်းကြီးပါနှစ်ခုပဲကြာပါတယ်ဆက်လိုက်ဦးမလို့ဒီမှာအစင်ပြေလားဟုတ်ကဲ့ပြပါတယ်ဆရာဟုတ်ဆက်ပြီးတော့ပြောပြပါအောင်နော်ဟုတ်နှစ်ခုတော့ကြာပြီအဲ့တော့ဂျန်သူလက်နဲ့ကိုယ်လက်နဲ့ဖြစ်စီရမယ်ဂျန်သူတော့ကြည်တန်တော့ဖြစ်စီရမယ်ကြည်တန်ထုံးတဲ့မှုကိုကန့်သတ်ရမယ်တိုက်ပွဲချိန်ကိုကန့်သတ်ရမယ်အကန့်အသတ်ရှိတဲ့တိုက်ပွဲတွေပဲဂျန်သူလက်နဲ့ကိုရနိုင်မယ်တိုင်နည်းပရိယေအတွက်သတင်းတယ်မှုနဲ့လှုပ်ဝဲမှုအရေးကြီးဆုံးလိုအပ်ချက်ဖြစ်တယ်။မျက်ကွယ်မကြည့်တဲ့မြေနေသားတွေကြည်ခွေယူရမယ်။အရန်ကြီးပြဿနာကိုထည့်သွင်းစဉ်းစားထားဖို့တက်မှုတရားတွေတတိပြုတယ်။ရန်သူဟာစိတ်တရဥကျိုးနေပြီဖြစ်တယ်။မျိုးဥတော်ရေးနှစ်တာကာလအတွင်းရန်သူရသိဆုံးမှု3000ကျော်ရှိတယ်။ဒဏ်ရာအနာတရ1000ကျော်ရှိတယ်။ CDN 1000ကျော်ရှိတယ်။ဆိုလိုချင်တာကျွန်တော်တို့ဘက်ဝင်လာတဲ့လူတွေပေါ့ဗျာ။အဲ့တော့ရန်သူစစ်တဲ့ပြုံးပြီးမှုကအင်အား9000 6000နီးပါးဖြစ်နေတယ်။မျိုးပြကိုကာဝယ်ဖို့သူ့ကြိုးစီးပွားကိုကာဝယ်ဖို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလုံခြုံရေးပေးဖို့တရားတွေကိုလုံခြုံရေးချဖို့ဆိုမလုံလောက်ပါဘူး။အဲ့တော့သူတို့လူဖမ်းတယ်။အဲ့တော့လူဖမ်းတော့ပြဿနာရှိတယ်ကျွန်မ။အဲ့ဒါကိုကျွန်တော်တို့ကရဲဘော်တွေဟာလူတွေအများကြီးရသွားပြီလူတွေအများကြီးအဲ့ဒီလူတွေကလာချင်းလာမှာမဟုတ်ဘူး။တိရစ္ဆာန်တို့ဖမ်းပြီးတက်ထဲထဲဆိုတော့ဒီလူတွေကစိတ်တိုက်ကြစစ်တိုက်ရှင်တဲ့လူတွေမဟုတ်ဘူး။အဲ့တော့ဒီလူငယ်တွေကဘာဖြစ်လဲဆိုတော့အရင်တော့အေးစေးနေခြင်းတဲ့လူတွေအေးစေးနေခြင်းလူငယ်တွေကအေးစေးမနေရဘဲတက်ထဲမှာတနက်ကန်ရတယ်ဆိုတော့ဘယ်လိုလုပ်စိတ်ချမ်းသာနေ့လူတို့စိတ်ချမ်းသာဆိုတော့ကျွန်တော်တို့ဘက်ကလည်းမပြောလဲဆိုတော့ဟာခမားတို့ပဲပြောတယ်အရေးကင်းမှာသူတို့ဆန္ဒပြတဲ့ထဲမှာပါတဲ့လူတွေပါတာပဲ
တနတ်မရှိလို့ပေါ့တနတ်ရှိကောင်းနေငါတို့ဆော်ပြီးအုပ်သူတို့လည်းတနတ်တွေရသွားပြီအော်ဘာသာတွေလည်းတနတ်အများကြီးရသွားပြီဘာလို့ဆိုမင်းအောင်လည်းတို့ပေးလိုက်တက်ဆင်ပေးလိုက်အခုစစ်တပ်မှာကြည့်လို့ရှိရင်အဲ့ဒီဘာသာပို့ပြီးများနေအာနာသိနေပေါ့ဗျာရှင်းရှင်းလေးဟုတ်စစ်တပ်ကနေနေပြီစစ်ဗိုလ်ချုပ်တွေများနေစော်လိုက်ပေါ့ကိုကကိုလူစုပြီးတွဲထုတ်လိုက်အဲ့ဒါတော်လိုင်းထဲမှာဖြစ်တဲ့ကိစ္စကိုတော်လိုင်းအင်အားစုကအဲ့ဒီမှာလည်းရှိပြီးသားပဲကျွန်တော်ပြီးဖို့ကဘာသာဆိုတာရန်သူစီမှာရှိနေတဲ့ကျွန်တော်တို့လူတွေဖြစ်တယ်အဲ့ဒီလူတွေဟာအချိန်ကြီးရန်သူမဟုတ်တိုက်ခိုက်မယ်တိုက်ခိုက်ဖို့လည်းကျွန်တော်ကလမ်းပြသူတို့ကိုယ်တိုင်လည်းလာခြင်းလို့စစ်တိုက်ခြင်းလို့ဝင်ရတာမဟုတ်ဘူးဒါပေမဲ့သူတို့မှလက်နဲ့တရှိအဲ့ဒီလက်နဲ့တရားရန်သူလည်းသိနေတာပဲကိုယ်လည်းသိနေအရင်တော့ကိုယ်ကတနတ်မရှိလို့ဟိုကြခံတယ်အနံကျစ်ခံတယ်ဥတနတ်ရှိနေပြီလေအဲ့တော့ဘာလို့လူရလူလည်းကိုယ်ကများလာပြီအခုစစ်တပ်ကထပ်ပြီးမစုဆောင်ရဘူးထပ်ပြီးစုဆောင်လို့ဒါနဲ့ပုံများလို့ရှိရင်သူမထိန်နဲ့တက်ကပောက်ကွဲသွားတယ်ကျွန်တော်တို့ခံမှန်းတယ်အဲ့တော့ဘာသာတွေကိုရတဲ့မီဒီယာရတဲ့လူတွေကနေပြီးတော့ဒီသဘောထားတွေပြောမင်းတို့လည်းကမှတန်းရှိပြီဒီတန်းတွေကမင်းတို့ဘာလို့မခုပဲစစ်မင်းတို့သုံးအောင်ဒီကောင်လေးနဲ့မင်းတို့လူများနေပြီချထည့်လိုက်မချလည်းနေမှာပဲလေခမဲစရာကြီးကျွန်တော်တို့ဟိုချီတက်ရခိုင်ဟိုလာခိုင်းတယ်ကရီလာခိုင်းတယ်စတဲ့ကလေးအကုန်လေးကုန်ပြီသူတို့ကောက်ထားတဲ့တင်းနှစ်ကကုန်သွားပြီအော်400 500တော့မရှိတော့ဘူးကြားတယ်ဆိုလိုချင်တာဘာကဒီတော်တာဘာသာတော်ကုန်တော်သိနေရဆိုဘာသာဆိုအဲ့တော့ဒီကလေးတွေကလုတ်တင်တာခံချလိုက်ခံချပြီးထွက်လာတယ်စုပ်ပြီးချထည့်လိုက်နည်းနည်းချတော့စစ်ကိုကြီးချပါဗျာစစ်ကိုဆိုတော့3နှစ်လောက်လေ့ကျင့်ရတာစစ်သားကတော့3လောက်နဲ့ပြရတယ်ဟုတ်ဒါကကျွန်တော်တော်လာရင်မှဒါကအရေးကြီးတယ်အဲ့တော့နောက်ဆုံးတစ်ခုပါဆမရလူလူတွင်းမှာမိမိရဲပေါ်များကိုအစီအစဉ်ရှိမြုပ်နှံတောင်းပေးရမယ်အခြားအုပ်ချုပ်ရေးတရားစီရင်ပညာရေးလူမျိုးစားတဲ့လုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်နေတွေအနေနဲ့အကူအညီတောင်းတဲ့ကောင်ကိုကြီးရအောင်ကိုညီမှာထက်တာကိုကြီးပုဂ္ဂိုလ်ခွင့်ပြုကြပါဒါကတော့ကျွန်တော်တို့အုပ်ချုပ်ရေးချတယ်အခြေခံဒေသတည်ဆောက်တယ်လွတ်မြောက်ဒေသမဖြစ်ခင်မှာအုပ်ချုပ်ရေးချတာပေါ့အုပ်ချုပ်ရေးချပြီးဆိုဒါရီလူမျိုးဆက်ပါကျွန်တော်တို့ထက်ထားမယ်ကျွန်တော်လူတွေတောင်းနေပေးထားမယ်ပြောရလဲပေးထားမယ်ပြောင်းလဲပေးထားမယ်အဲ့လိုစဖြစ်ပေါ့လို့ဒါအခြေခံတရားတစ်ခုပါပါတယ်ဒီအခြေခံဒေသဆောက်ရေးဟုတ်ပါဘူးအလန်းညုံပါတယ်နောက်လူထုကိုကောင်းရမယ်တစ်ဖက်ကလည်းလူထုထုတ်လို့ရေးတွေကိုကိုကြီးဆောင်ရမယ်အမျိုးသမီးများပေါ်သဘောထားဖြစ်စေရမယ်လူထုအသက်အိုးအိမ်စီးစိမ်ကိုလုံးဝဖြစ်ခြင်းမပြုရလူထုလမ်းစဉ်ကိုအခိုင်အမာကျင့်သုံးရမယ်လူဒါမှလူထောက်ကမှုပါမယ်နေကြမယ်လူထုစက်ကြီးလုပ်ကြလို့ပြင်းထန်စွာရေးကြအောင်တတိဆွေးနွေးပွဲတွေစီရင်နိုင်ငံရေးပညာပေးမှုတွေအစီအစဉ်ရှိစီရင်ခြင်းတွေမရှိလို့ရှင်ပုံမှန်ပြောင်းဆောင်ရမယ်ဒါကျွန်တော်တို့တက်ပြီးဖြတ်တဲ့ကောင်မဖြစ်မနေလို့လိုတဲ့ကိစ္စတွေပြဿနာရန်လူကလူထုကိုရန်လူကလူတွေကိုဟလာအကျန်းဖက်တယ်ကျွန်တော်တော်လိုင်းတော့တည်းသွားပြီးအကျန်းဖက်မယ်ဆိုတော့ကျွန်တော်ပါထူးမှာဟုတ်ကြားနေလေကိုယ်လည်းကျန်းသွားဖက်တယ်အဲ့ဒါမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့အတွေးကိုလုပ်မှာပါတဲ့လူတွေတူပါဒါကြောင့်အမျိုးသမီးတွေကိုသဘောထားပြည့်စင်ရမယ်အသက်အိုးအိမ်စီးစိမ်လူထုအသက်အိုးအိမ်စီးစိမ်ကာဝယ်ရမယ်ဒီလိုပဲလူထုထုတ်လို့လုပ်ဖို့တော့အဲ့ဒါလူထုကာဝယ်မှုပဲစမိုင်းဒါမှလူနဲ့ကိုယ်နဲ့သက်သားနဲ့ဖြစ်ဒါတကူပေါ့ဟော sorry စနစ်ခုနပြောမှာပြောတာနှစ်ခုကြံပြီးလေစနစ်မျိုးပြပြောက်ကြားအဖွဲ့တွေကိုမျိုးပြပြောက်ကြားတက်ဖွဲ့တွေဖြစ်စနစ်ကြတိုးမြင့်ဆောင်ရမယ်ကွန်မန်ဒိုသင်တန်းတွေစနိုက်ပါသင်တန်းတွေမိုင်းသင်တန်းတွေ drone သင်တန်းတွေလွတ်မြောက်ဒေတာတွေမှာစနစ်ကြတေချာပို့ချပြီးမျိုးပြပြောက်ကြားတက်ဖွဲ့တွေကိုရည်ချင်းမြင့်တင်နေရမယ်ဒီနေ့မျိုးပြပြောက်ကြားတက်ဖွဲ့တွေရဲ့စောင့်ဆောင်မှုကိုအကြည့်မဲ့ပြီးပါအဲ့ဒါတကယ်လိုအပ်တယ်စပိုင်းမျိုးပြပြောက်ကြားတွေကတိတ်အန်ကြီးကြီးလို့ရကန်ဒါလို့ပြဿနာကျွန်တော်အရင်ကဖြစ်တယ်ကျွန်တော်အဲ့ထဲမှာတောင်းဝင်ပြီးတော့ကျွန်တော်တရားထောက်ပြတယ်ဒီအနေနဲ့ပတ်သက်ကျွန်တော်အနေနဲ့ကျွန်တော်အမြင်နဲ့ပြောပြတယ်စမစင်းသားကြီးမျိုးပြပြောက်ကြားတွေကိုကျွန်တော်ကလှုပ်တယ်လှုပ်တဲ့တော့မျိုးပြပြောက်ကြားတွေကတတ်မိတာသူကြမခံဘူးလေဒီအဖွဲ့ပဲဆိုဒီအဖွဲ့လိုက်မိသွားတာကြာလို့ရှိရင်အဲ့တော့ဒီအဖွဲ့နဲ့နောက်ဒိန်းနိုင်တဲ့အဖွဲ့တွေပြင်ထားမှာဒီအဖွဲ့ကတကယ်တစ်ခု mission တစ်ခုတောင်း operation တစ်ခုပြီးသွားပြီဆိုထွက်တဲ့တော့တော်လိုင်းတည်းမှာပါနောက်လူပြောပေါ့အဲ့လိုတွေကျွန်တော်တို့ကပြင်ဆင်မှုကောင်းကောင်းနေလုပ်နိုင်မှာမျိုးပြပြောက်ကြားဆိုတာအောင်နေမှာဒါတော်လိုင်းတည်းမှာဒီတိုင်းပါပဲပြောပြီးမှတော့လည်းဒီတိုင်းပဲမျိုးပြပြောက်ကြားပြီး VNM စစ်မှာလည်းမျိုးပြပြောက်ကြားတွေကအဲ့လိုပဲမျိုးပြပြောက်ကြားတွေကအေးစစ်စစ်ပဲဘာလို့လဲဆိုတော့ပြန်ပြီးတူတောက်ဝဲစားဟဲလုံးနေတယ်အမေရိကန်ရဲ့ဒီပြီးမှတော့တွေ့ထုတ်လိုက်တာဖြစ်တယ်
ဆိုတော့ကျွန်တော်တို့တွေကမျိုးပြောက်ကြပြီးအတိလိုအများကြီးမွေးထားဖို့မွေးတယ်ဆိုတော့စနစ်ကြမွေးတာဆက်ပါရဲ့နော်ကဲနောက်တစ်ခုနောက်ဆုံးပါပဲတက်ပြောလိုက်ဦးအဲ့တော့သုံးမ policy ကိုအခိုင်ဟုတ်တယ်အခိုင်မှာကျင့်သုံးရမယ်ကျွန်တော်တို့ဒဏ္ဍာခြေမိုးလာနဲ့လက်နဲ့ချတဲ့လူကိုပေါ်ကျင့်သုံးတာမတူပါဘူးသုံးမတွေကိုဒီဟာ convention နဲ့လိုက်နာကျင့်သုံးဖြစ်ပါတယ်ဒဏ္ဍာတွေကိုတော့ပြတ်ပြတ်သားသားတုတ်တင်ရေးယူရမှာဖြစ်တယ်ကျွန်တော်ကလည်းပြောပါမယ်ကျွန်တော်တို့အဲ့ဒါတော့ကျွန်တော်တို့တက်ကိုတော့ကျွန်တော်ပညာပေးတဲ့ခါမှာအဲ့ဒီကပေးဖို့ပေးရစက်ပါတယ်ဘာပေးလဲဆိုသုံးမ policy ကိုအာမခံကျွန်တော်တို့သုံးမ policy အာမခံမှာဂျန်တူတက်ပြီးဝင်ဒါအမှန်တိုင်းပြောဒါမှမဟုတ်ဒလန်လို့ဘာလို့လာရင်တော့ရှင်းဒါတွေကတော့ရှင်းကိုရှင်းရမယ်တာဝန်နဲ့ယူရမယ်ရှင်းလည်းရှင်းရမယ်တတူကဒီ Geneva Convention မှာပါအဲ့ဒါကျွန်တော်စမှအဲ့ဒါကျွန်တော်PDF ရဲဘော်တွေကိုကူတုံးပါပေါ့နောက်အခြေခံဒေသတိဆောက်ရေးနဲ့ပတ်သက်ပြီးကျွန်တော်စုကြည်ပေးရဖြစ်တယ်တခြားအဖွဲ့အစည်းတွေကဖိတ်တဲ့ခါမှာလည်းတော့ရှင်းပြတယ်အဲ့ဒါဒါပေမဲ့ဖြစ်နေတာကျွန်တော်ကမဖြစ်နိုင်ဘူးဘယ်လိုပြောမလဲစာအုပ်တော့မရေးနိုင်ဘူးအားနေချက်ပေါ့တောင်ဒီမီဒီယာမှာကြုံလုံးလေးအဲ့ဒီကိစ္စဆိုတင်ပြတာဖြစ်ပါတယ်ပြောမှဆိုရင်နည်းနည်းအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆက်ပါနော်ပြည့်စုံစုံလေးနဲ့လေဖြည့်ချပြီးတော့ကျေးဇူးတင်ပါတယ်အခုဆရာပြောတဲ့ဥစ္စာကိုနားထောင်ကြည့်လိုက်တော့ဒါဆရာလက်ဆွဲစာချုပ်စာအုပ်မှာပေါ့နော်အဓိကအချက်73ချက်ပါတယ်ပေါ့နော်အဲ့ဒါကိုတွေ့လိုက်တယ်ပေါ့နော်ဒါလက်ရှိတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့လည်းဒီဟာကိုနားထောင်လိုက်လို့ရှိရင်အများကြီးဘုဟုတုတတွေရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ဆရာနောက်ဆုံးမေးခွန်းလေးတစ်ခုပေါ့နော်အဲ့ဒါလေးလည်းဖြည့်ပေးစီချင်ပါတယ်ဟုတ်အဲ့ဒါတော့လေးဆရာအခုဆရာရှိကပြောတဲ့ဥစ္စာနဲ့ဆက်ပါတယ်ပေါ့နော်လက်ရှိမှာလူလူနဲ့လေတော်လှန်ရေးရဲဘော်တွေကြားထဲမှာပြိပခတွေဖြစ်တာတွေကိုတော်တော်ကြားလာရတယ်ပေါ့နော်မြင်လာရတယ်ပေါ့နော်အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီမန္တလေးတိုင်းကဒီစင်ကူးမြို့နယ်မှာဒီကျေးရွာတရွာမှာလေရဲဘော်တွေနဲ့ပြည်သူတွေပေါ့နော်ပြည်သူတွေနဲ့ဒီ Starlink ကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်သွားတာပေါ့နော်ဒါလည်းဒီမီဒီယာတွေပေါ်မှာတော်တော်ကြဲပြန့်ပြန့်နဲ့ဝိုင်းပြီး share ကြတဲ့ခါကျတော့လူလူစိတ်ဝင်စားမှုလည်းတော်တော်လေးမြင့်တက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့လေဆရာအနေနဲ့ပေါ့နော်ဘယ်လိုမျိုးပေါ့နော်ဝေဖန်ပြီးတော့အကြံပြုခြင်းမှလည်းပေါ့နော်ဆရာအမြင်လေးကိုလည်းသိချင်ပါတယ်ဆရာအေးရဆင်ပါရဲ့ကျွန်တော်အဲ့ဒီကိစ္စတော့ပုံဝင်လေးမပြောချင်ပါဘူးပုံဝင်လေးပြောချင်တယ်ဆိုတာအခုအဲ့ဒါကြီးနောက်ဆက်တော့ကြာကျွန်တော်တက်ဖြစ်တယ်ကျွန်တော်ရဲဘော်တွေဖြစ်တယ်ကျွန်တော်ဒုရှိဒုဆိုတာဖွဲ့စည်းရှိဟိုကလူလူဖြစ်တယ်မိသားစုလေးဖြစ်တယ်အဲ့တော့ကျန်တဲ့အုပ်ကြီးကအဲ့ဒီလူကိုအတင်းဖိနေဆိုတဲ့ကိစ္စကြီးကတော့ရက်တင်ပါဘူးရက်တယ်ကျွန်တော်တို့အဲ့လိုနေနဲ့ရက်ဖို့တယ်ဘာဖြစ်လို့လဲဆိုတော့ဒါလူလူဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့မှာပြီးဖို့ဆိုတာကျွန်တော်တို့ဒီအခုတော်လိုင်းလောက်သွားတာပါဘယ်လိုအဆင့်နေနဲ့တော်လိုင်းကိုဖြတ်သန်းသွားတယ်ဆိုတာကျွန်တော်ရဲဘော်ပြီးလို့တဆင့်ချင်းကိုတဆင့်ချင်းမှာဆိုကျွန်တော်ရဲဘော်ကြီးကအသေးချာလေးတာပြီးဒီဆောက်တော့ဘူးဒါပုံစံမျိုးပဲကျွန်တော်တချို့ရဲဘော်တွေက emotion ကိုဂျန်တူစိတ်နာဂျန်တူပြန်ချငါတို့ဟိုကပြတ်တယ်ငါတို့ပြန်ချဒါကတော့လူတိုင်းရှိမှာပါပဲဆက်ပါလေကျွန်တော်တို့ငယ်ငယ်လေးရှိခဲ့တာပဲတော်တော်လေးလုပ်ခဲ့တာအဲ့ဒါဒီပါတယ်ငါတို့ပေါင်လေးပို့ကြဒီကောင်ပြန်ဆော်မယ်ပေါ့လူငယ်လေးအဲ့စိတ်နဲ့လာတာပဲဒါတော့တော်တော်လေးလုပ်တဲ့နည်းနည်းရှိတာတဲ့ခါကျတော့တို့လူငါးနှစ်တော့မဟုတ်ဘူးဗျကျွန်တော်၄-၅ 10နှစ်လောက်ရှိတာတဲ့ခါကျတော့အဲ့လိုမဟုတ်ဘူးဆိုတာသိတာသိလာတဲ့ခါကျတော့ပါတာမဟုတ်ဘူးတော့မှဒီဆိုတော့တော်တော်ပြောချင်တာဒီဆက်ပါလေကြောက်ကြားစစ်ပေါ့ကျွန်တော်စားတယ်ကျွန်တော်တို့ဘယ်လိုကလေးတွေကဆန္ဒပြတယ်ဆန္ဒပြတဲ့အခါမှာမတ်တို့ခိုင်တို့စားအသက်ခံတာပေါ့အသက်ခံရကြုံမဟုတ်ဘူးဆန္ဒပြတဲ့ကလေးတွေကနောက်ပြန်ခံနိုင်လေမခံနိုင်တော့သူလိုက်ပြကြဖတ်ကြတော့ပြန်သူခုပဲခုပဲတော့ဗါလဲခုပဲလေလေးွားပဲလေချင်းကလေးပေါ့အဲ့တော့ဒီအချိန်မှာကျွန်တော်စာရေးပါကြောက်ကြားကျွန်တော်တို့ရောက်နေတာတွေတော်တော်သွားကြအဲ့တော့ကျွန်တော်ဆက်တယ်ကကိုအောင်ဝိုင်းဆိုတဲ့နာမည်ကြီးပါတယ်ဘုံမခေါကျွန်တော်ကသိနေပြီကျွန်တော်ဖြစ်တော့လည်းအဲ့လိုပဲဖြစ်တယ်
အဲ့ဒါတော့လည်းသွားကြတယ်ဆိုတော့သွားကြဟာပညာရေးစစ်ပညာရေးတင်းဒီလိုလာပြီးတော့ဟိုဟာလေးနဲ့တော့ပြည့်မနေနဲ့ဒေသနာနဲ့တော့ဒေသနာပြည့်ပြီးအချိန်ကြီးကုန်းနေနဲ့သွားလိုက်ကြတော့နီးစက်အောင်သွားနီးစက်တော့စစ်ပညာရေးတင်းနေပြီးပြန်လာချဒါဆိုတဲ့တူလဲနဲ့ကိုလဲနဲ့ဆိုလို့ရတယ်ကျွန်တော်အဲ့တုန်းကအဲ့အတွေးခေါ်ဖြစ်အောင်ကက်ပတ်ကြီးပါစာရီတော့လည်းအဲ့ကောင်လည်းကျွန်တော်တို့မျိုးစာဖတ်ထားအဲ့တော့ဘာဖြစ်လဲဆိုပျောက်ကြားစစ်ပေါ့ပထမဆုံးကျွန်တော်စလာတော့ပျောက်ကြားပေါ့ပျောက်ကြားဆိုတာလို့ဆိုပါရဲ့နှစ်ခုလုံးလေတစ်ခုကပြစ်ပြီးတော့ပြီးတာဘာလို့ရန်ကွက်လိုက်တယ်ကိုမှတူမီပဲရှိတာဟုတ်ပြစ်ပြီးသေးတယ်ရန်ကွက်တေပေါ့တယောက်တေနှစ်ယောက်တေပြေးတာပျောက်ကြားအဲ့လိုပြင်းနေကိုလည်းရှိတာရှိတော့တော့ခုနတူပြေးရောနေကြတယ်တဏှာလေးခိုးဝေနေကြတယ်အဲ့တော့ကျွန်တော်ကဘာဖြစ်လာလဲပြုတ်စားခဲ့အဲ့ပျောက်ကြားမှာပဲ input လုပ်တယ်ဖြစ်တာချုပ်ပူတိုက်တာရှိတဲ့တနက်ရှိတဲ့တနက်ညာလေးတူလေးအသာလေးဒီကောင်လေး၄ယောက်လား၅ယောက်လားအဲ့ကြချုပ်ပူတာ input ဆိုတော့ဒီ input နဲ့ချထည့်လိုက်ကမှတနက်နဲ့လည်းသုံးလိုက်ရတယ်ပို့တယ်မဟုတ်လေဟိုဘက်ကလည်းချတယ်ဒီဘက်ကပျောက်ကြားမှာအဲ့ဘက်ကပျောက်ကြားဖြစ်တယ်ပြည် hit and run လို့ခေါ်တယ်အင်္ဂလိပ်က hit and run လို့နောက်တစ်ခုက input ဆိုအဲ့တော့ဒါလည်းလုပ်လို့ပြီးတော့လက်နဲ့ကအနှံ့ပြားပြန်လုပ်နေတဲ့အခါလက်နဲ့ကစုနေတာဟုတ်ပါဘူးလူလည်းစုနေအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ခြေမွေးဆိုတဲ့ဟာကိုစလုပ်ခြေမွေးဆိုတော့စုလိုက်ပြီးတော့ဒီကနေ့ကတို့အင်အားတချို့ပေါ့အများကြီးတော့မဟုတ်ပါဘူးအဲ့ဒီအင်အားတချို့ကိုတိုက်တာခြေမွေးစလုပ်တယ်လုပ်တဲ့ခါမှာပါရတယ်နည်းနည်းလေးရလိုက်ကြတယ်အဲ့ဒီဟာပြီးလဲပြီးတော့ပြုတ်ချစစ်စားလို့ပြုတ်ချစစ်ဆိုတာဒီစမှာတနေရာထဲမှာမတိုက်တော့ဘူးနေရာနှံ့လိုက်တိုက်ဒီကောင်လေးအခြေအနေကောင်းမယ်ဆိုရင်ကောင်းတဲ့နေရာကိုတော့လိုက်ဆော်ဟိုနေရာရှိရင်ဟိုနေရာလိုက်ဆော်ပေါ့အဲ့လိုဆော်ရင်းကနေပြောဘာဖြစ်လာလဲဆိုတော့လှုပ်ရှားခြင်းမှာလက်နဲ့ပြန်ရလာတယ်ကျွန်တော်တို့ကနိုင်ရလာရန်သူကလည်းဖိတာတယ်ရန်သူကဖိမှာဖိလေကျွန်တော်တို့ကရတယ်လူကပုံလူဖြစ်တယ်လူကပုံလူဖြစ်တယ်အဲ့တော့ဖိလေကိုရတယ်အဲ့တော့လှုပ်ရှားခြင်းကနေပါလားရတယ်နေရာယူစစ်ဆိုတော့နေရာယူစစ်ဆိုတာဆိုမှကိုဒေတာလေးကိုရောက်တော့ကလေးကိုမျိုးနဲ့ကိုပြော်လေးကိုရတာပေါ့ဒီမှာကြာပြီးမလာနိုင်တော့ဘူးကိုရနဲ့ကိုဖြစ်နေအဲ့နေရာယူစစ်ဖြစ်တာနေရာရွာ၄၅၆ရွာလွတ်မြောက်တာရတယ်အဲ့ဒီအားနေပြီးနေရာယူစစ်ကနေပြီးဘာစလို့ခြေခံဒေတာကိုစောက်အဲ့အခြေခံဒေတာဒီစောက်ပြီးဆိုရင်ဒီမှာဘာလို့လဲဆိုကျွန်တော်ကရေးကြည့်ရဲ့ချက်ကခြေခံဒေတာလုပ်ပြီးဆိုရန်သူအခြေအနေတုံးတက်တယ်ကိုအခြေအနေကိုတုံးတက်တယ်ဒီမဟာမိတ်တွေအခြေအနေတုံးတက်တယ်လူထုအခြေအနေတုံးတက်တယ်ကျွန်တော်အုပ်ချုပ်ရေးတွေချတယ်အုပ်ချုပ်ရေးချတာပညာရေးကျမ်းမာရေးပါနဲ့အဲ့ဒါတွေသုံးဖို့တုံးတက်တယ်ဆိုလာချင်းတုံးတက်တာရှိတယ်ခုနတက်ဆိုလို့ရှိရင်လာအပိုင်ဟိုအပတ်စဉ်တုံးတက်တာရှိတယ်ကျွန်တော်ပြောချင်တာအဲ့ဒီအားတွေတုံးတက်မှုတွေကအုပ်ချုပ်ရေးအဖွဲ့တွေတော့ရှိလို့ရှိတယ်ရန်သူအခြေအနေကိုရှိတယ်လူထုအဲ့တော့လူထုအခြေအနေဆိုတာအဲ့မှာအခြေခံဒေသထဲမှာရှိတဲ့လူထုကိုကျွန်တော်တို့အနေနဲ့ဘာလုပ်ခဲ့လဲဆိုတော့လူထုအခြေခံဒေသထဲမှာလူထုအခြေအနေသုံးပတ်ချက်ဆိုရဲခေါင်းစဉ်နဲ့စာတမ်းရေးထားတာရှိရမယ်ကျွန်တော်လေ့လာတာရှိရအခြေခံဒေသဆိုမလို့ကိုယ်ထောက်ခံတဲ့လူရှိမယ်ကိုယ်လည်းမထောက်အောင်ရန်သူလည်းမထောက်ခံတဲ့လူရှိမယ်ရန်သူကိုထောက်ခံတဲ့လူရှိလူထုကမျိုးစားရှိအဲ့တော့ရန်သူကိုထောက်ခံတယ်ဆိုရင်သွားတတ်လို့မရဘူးလေလူထုဆိုကိုယ်မယုံနဲ့ကိုယုံကြည်မှယုံပါအခုလည်းအမျိုးမျိုးဆဲနေကောင်သွားတတ်လို့မရဘူးလေသူယုံကြည်မှုနဲ့သူခေါ်တာရန်သူကိုယုံနေဆိုတာသူ့အမျိုးကရန်သူစီမှာရှင်းချင်းပဲအဲ့ဒါပြောမရဘူးအများကြီးရှိတယ်ဒါမှမဟုတ်လို့ပြီးတက်တာအပြစ်ပြီးလို့စီးရုံးမှာအဲ့လိုလူတို့တတိထားပြီးစီးရုံးနေတာကိုထောက်ခံဖို့စီးရုံးတာမတူဘူးတော့ဆရာမဒလန်တတ်တော့ဒရှူဝတတ်တော့လူထုကတတ်တော့အဲ့တော့ကြည့်ရမှာလူထုကြားထဲမှာဖြစ်တဲ့ပြဿနာအားလုံးဟာကျွန်တော်တို့ကရံဘက်လက္ခဏာမဆောင်ဘူးမိတ်ဖက်ပရိပခါတွေပဲဖြစ်ရံဘက်ပရိပခါမဟုတ်ဘူးဆိုတဲ့အမြင်နဲ့ကိုယ်အခြေခံတရားတွေဟုတ်ကိုခေါ်တာအခုဖြစ်နေတာကျွန်တော်အပြစ်မပြောဘူးခလေးတွေလည်းပြင်ပြောဟိုဘွားကြီးလည်းပြင်ပြောဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မလုပ်နိုင်အခြေခံဒေသတည်ဆောက်ရေးကောင်းကောင်းမလုပ်နိုင်အခြေခံဒေသတည်ဆောက်ရေးကောင်းကောင်းလုပ်နိုင်လို့အဲ့ဒါတွေကအေးစိတ်ဖြစ်ဘာကြောင့်လဲဆိုကျွန်တော်တက်ကဒီလိုတွေဟာရှောက်လုံးနေကြအောင်လို့မျိုးနယ်အုပ်ချုပ်ရေးအတွက်သွားပြီးသွားခင်ဗျာကိစ္စဘာဖြစ်ပါညာဖြစ်ပါသူတို့လူလူခွဲခြားစိတ်ဓာတ်မှုတွေရှိထားတာလေသူကတော့လူဆိုခင်ဗျားကတော့ဒီလိုဖြစ်တယ်ဒါတော့ရန်သူလူဆိုတော့တတိပေးမယ်နော်ခင်ဗျားနောက်တော့ဆိုရင်တော့ခင်ဗျားရေးကြည့်မယ်နောက်ကလူတို့ကပ်ပြီးတော့လူလူချင်းမှာပဲဒါအရေးကြီးပဲဘာဖြစ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့အကြံပေးချင်တာအခြေခံဒေသတွေနောက်စင်တက်မှာလွတ်မြောက်တာ
လုံးရောက်တော့ပါလေရန်သူဝင်လို့မရဘူးဘာလို့အခုချိန်ကတော့ရန်သူကလေးလက်ရှိနေတော့ဒီကျောင်းကနိုင်နေတော့ဝင်ကောင်းဝင်မှာပေါ့ဒါဝင်ဖို့တော်နေခြေခံဒေတာပြီးရင်လုံးရောက်ဒေတာသွားလုံးရောက်ဒေတာမသွားခင်မှာခြေခံဒေတာလူထုကိုခိုင်မအောင်ကျွန်တော်စီယုံထားတယ်အခုကြားနေတယ်မခိုင်ပါဘူးဒီခုနေရာမှာလည်းတက်လိုက်ထားပြည့်တယ်အဲ့တော့ကိုဝေဖန်မှာငါတို့လောက်တာမမှန်ဘူးလူထုကတော့သူတို့ဖြစ်နေတယ်ဒီမှာအခုပြဿနာကျွန်တော်တို့ဟိုချီဝါရပြောထားတယ်နော်ဆရာပဲသူလဲဆရာဒေါက်တာချီဝါရဘာပြောလဲဆိုတော့လူထုမထောက်ခံလို့ရှိရင်တော်လိုင်းကြီးကဆုံးရှုံးနေတာသွားနိုင်တယ်ဆိုတော့ဟာထောက်ဖို့ပြထားတယ်သူကတော်လိုင်းတကူအောင်မြောင်လုပ်ပြီးသားတဲ့သူဟာတွေကတော့ဘာပဲပြောလက်ခံလို့ရှိတာအဲ့တဘောကိုရှိပါတယ်ဒါကြောင့်ခဏဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ရင်တော်ပါတော့အားလုံးရပ်ပါတော့ကျွန်တော်တို့ဘက်ကလည်းဟိုလာပြီးတစ်ခုတော့ဖိပြီးတော့ဟာကိုဖိအောင်ကြတာဟိုဗျာဟိုမှာဆိုလို့ရှိရင် Facebook မှာဘယ်သူမှဘာလောက်လာလို့နိုင်တာဒါအတင်းဆယ်တင်းတော့ဘာလို့နောက်ဆုံးကျသူကရန်သူဖြစ်တယ်ဆိုတော့နောက်ဆုံးသူတို့တတ်မတတ်တော့မှအနေထားကြီးဖြစ်တယ်အဲ့တော့ပုံအဲ့တော့ကျွန်တော်တို့ကအခြေခံဒေသမှာအုပ်ချုပ်မှုဖွဲ့တွေဖွဲ့ထားတယ်ဆိုပြီးအုပ်ချုပ်မှုဖွဲ့တွေကပြည်ပြည်ဆိုင်ရာလူထုနဲ့ပတ်သက်တဲ့စစ်တမ်းတွေလုပ်တော့ကျွန်တော်ပြောလို့ခွဲပြီးစစ်တမ်းတွေလုပ်တော့အဲ့တော့အဲ့လိုကိုပြန်ဆဲနေလို့ဆဲနေတော့ဒီစင်းတွေဘောဘာလို့ဖြစ်တာလဲဒါကျွန်တော်တို့ကလူထုပဲလို့ဒါခင်ဗျားတို့တို့လည်းပါတယ်ကျွန်တော်ပြောပြီးလေလူထုကဥဆောင်လူထုအတွက်ဖြစ်တယ်ဒီတော်လိုင်းကခင်ဗျားတို့ကြိုးရှိမဲ့တော်လိုင်းဖြစ်တယ်ကျွန်တော်တို့နဲ့ခင်ဗျားတို့ပူးပေါင်းလို့မှာဖြစ်တယ်ဆိုရဲအတွေးခေါ်နေလုံးပါတော်လိုင်းကြီးအောင်ပါဖြစ်တယ်အခုအခြေခံဒေသတော်တော်များများလုံလောက်ဒေသအခြေခံတော်တော်များများအဲ့ဒီလိုမလုပ်နိုင်အဲ့တော့ဘာဖြစ်လဲပတ်စံကောက်ဖို့ပဲတုတ်တမ်းမယ်ပတ်စံကောက်မယ်အခွန်ကောက်မယ်ဟိုရွှေရရင်ရွှေလုံးမယ်တိရရင်တိထုံမယ်အတိလောင်းနေတော်လိုင်းရဲ့အောင်မြင်မှုစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်လေမရတော့အဲ့ဒါဘယ်သူပြတော့မှာကျွန်တော်တို့ခုဒီနေ့တော်လိုင်းတွေကပါတယ်ကျွန်တော်ဆိုအကုတ်မှန်းရပြီးတွေကကျွန်တော်ပါလာတယ်ထောင်ကြတယ်ထောင်ကြပြီးထွက်ကြရတော်လိုင်းနဲ့ရှင်းလာတယ်ကျွန်တော်တို့ခဏကြောမှာလူငယ်တွေမျိုးဆက်တွေမွေးမှာကျွန်တော်လူငယ်တွေကျွန်တော်တို့ပဲနှစ်ပေါင်းအခုလောက်ရှိနေ30ကျော်40ဖြစ်နေပြီကျွန်တော်ဆက်လုပ်တယ်တက်နိုင်အောင်လုပ်သူတို့ကခဏတောင်းယူလို့ရမယ်လူငယ်တွေမွေးမှာဖြစ်မွေးတယ်ဆိုလို့စမပြီးတာပြောဟိုဖောက်ပြန်ရေးသမားမွေးလို့မဖြစ်ဘူးကျင်းကြောင်လဲကျွန်တော်တို့ကဖောက်ပြန်ရေးသမားကိုမျိုးဆက်လို့မွေးလွယ်လို့တော့အသုံးတက်မှာပေါ့ကိုလည်းတကားကောင်ဖြစ်ဒါကြောင့်ကျွန်တော်တို့ကတော်လန်မျိုးဆက်တွေမွေးဖို့ကြိုးစားတယ်ကျွန်တော်လည်းကြိုးစားနေတယ်ကျွန်တော်တို့ကတော့ခဏမျိုးဆက်တွေမွေးမယ်သူတို့လက်ထဲကိုတွဲမှာခဏတာဝန်ကြီးတွေမင်းတို့ကငါတို့ကတော့အသေးဆုံးဒါတွေရှိတယ်မသိရင်မေးအဲ့ဒါတွေကျွန်တော်ပြောမယ်ပြီးမေးအဲ့ဒါပေါ်လာစမ်းပါအဲ့ဒါကြောင့်ဒီဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ရင်တော့တော်ကြပါတော့လို့ပြောနေတယ်ဖြစ်စဉ်ကကျွန်တော်ကအားနေချက်တွေအမျိုးမျိုးရှိတယ်အဲ့ဒါဒီကျွန်တော်တို့တေချာပြန်လုပ်နိုင်မယ်ဆိုကိုယ့်အချိန်ကနေတော့ပြီးပါမယ်ရောက်ကြည့်ပေါ့နောက်ဒီဘက်ကဟိုအခုခဏတခုပြောနေတာ NUG ဆိုပြီးပြောလို့ကတော့ဟိုလို့လို့ဆဲလို့ရတယ်ဒီလို့လို့ဆဲလို့ရဆိုအဲ့ဒီအတွေးပေါ်ကြီးကြပါတချို့လူတွေကတခိုးကလည်း NUG လို့ပြောပြီးခိုးတာပဲလေတခိုးကလည်း NUG လို့ပြောပြီးသူများဟိုဒုက္ခပေးတာပဲ NUG လို့ပြောလိုက်လို့ရှိရင်အကုန်လုံးက pass ဖြစ်တယ်ဆိုတဲ့အားမျိုးကတော့မဖြစ်နိုင်အဲ့ဒါမကောင်းကျွန်တော် NUG ဆိုကလည်းထိခဲ့တယ် NUG ဆိုကလည်းဒီတော့ကြည့်တော့ခွင့်ပြုလို့မရဘူးဒါကြောင့်ကျွန်တော်ပြောတာတခုပဲ NUG ဆိုကတိတိကျကျ NUG ဆိုရဲ့တည်င်းထုတ်ပြန်ချက်စက်တန်ကဒါ NUG ဆိုရဲ့တပတ်တာထုတ်တိတိကျတော့တပတ်တာထုတ်အခုကဘသူကဘာမှလူဆရာတော်ဝေဆိုကလည်းဝင်ပြောလိုက်တယ်ဟိုကတော့ပြောချင်တာတွေလျှောက်ပြောနေပြီးတော့ဘသူကမှန်မှန်လည်းမသိဘူးမှန်တာကြီးအများကြီးပဲမှန်တာကြီးအများကြီးပဲဆိုတော့ကျွန်တော်ကြံပေးခြင်းနဲ့စနစ်တကျလုပ်ပါအစိုးရလည်းလုပ်ပြီးကြကြနန်းနန်းလုပ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာများပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါဆရာဒီနေ့ကျမတို့ခင်မောင်းတဲ့မီဒီယာကမေးမြန်းတဲ့မိကုန်းတွေကိုလေသေချာလေးပြည့်စုံလေးဆရာဖြေကြားသွားတဲ့အပေါ်မှာကျေးဇူးအများကြီးတင်ပါတယ်ပြည်သူတွေအနေနဲ့လည်းဆရာရဲ့ဖြေသွားတဲ့အဖြေဒီပေါ်မှာကျင်းနဲ့အားရလိမ့်မယ်လို့လည်းထင်ပါတယ်ကျမတို့အနေနဲ့လည်းအများကြီးသိခွင့်ရလိုက်တဲ့အတွက်ကြောင့်မို့လို့လည်းဒါဆရာကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီနေ့ရဲ့ interview အစီအစဉ်လေးကိုရပ်တန့်လိုက်မယ်နော်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကျမတို့ခင်မောင်းတဲ့မီဒီယာရဲ့ interview အစီအစဉ်ကိုပြည်သက်ကြီးအနေနဲ့ကျေးနဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်